မျက်စိညာတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝန်စားကိုရှာရွှေရင်တုံးရှင်ခုံမောလျက်စရာကာကျူကာကွယ်ဆုံးလင်းသွားရွှေမင်းသားရဲ့ဘဝဓမ္မရာပါညစင်ညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝန်စားကိုရှာရွှေရင်တုံးရှင်ခုံမောလို့ရစရာကာကျုကာကွယ်ဆုံးနေသွားရွှေမင်းသားရဲ့ဘဝဓမ္မရာပါပရိသေ